တခါတော့ကဘာယာနတိပြည်ကြီးမှာဗြဟ္မဏမင်းကြီးအုပ်စိုးနေတော့ဟိမဝနာတောအုပ်ထဲမှာဥပောတထာဆိုတဲ့ဆင်မင်းတစ်ကောင်ရှိတဲ့အဲ့ဒီဆင်မင်းဟာဖြူဖွေးပြီးတော့ဘယ်ဆင်မှမမီနိုင်တဲ့ခွန်အားနဲ့ပြည့်စုံတယ်ဥပောတထာဆင်မင်းဟာတီလကိုဆောင်ထိန်တဲ့ဆင်ဖြစ်ပြီးဥပုံနေတိုင်းမှာဥပုပ်ဆောင်ထိန်လေးရှိတယ်ဒီနေ့တော့ဆင်ဖန်းသမားတစ်ယောက်ဟာဥပောတထာဆင်မင်းရဲ့တည်င်းကိုကြားပြီးဖမ်းဖို့ကြိုးစားတယ်သူဟာဥပောတထဆင်မင်းဥပုပ်ဆောင်ဖို့အတွက်တောထဲကမြစ်ကိုဖြတ်ပြီးရေချိုးရေတောက်ဖို့လာတဲ့လမ်းကိုချောင်းနေခဲ့တယ်။ဆင်မင်းရောက်လာတဲ့အခါမှာဆင်ပန်းသမားကသူ့ရဲ့ကြိုးတွေနဲ့ဆင်မင်းကိုထောင်ချောက်ဆင်လိုက်တယ်။ဥပောတထဆင်မင်းဟာသူ့ရဲ့ခွန်အားကြီးမားတာကြောင့်အဲ့ဒီကြိုးတွေကိုအလွယ်တကူဖြတ်တောက်နိုင်ပေမဲ့ဥပုပ်ဆောင်နေတဲ့အတွက်အတ္တချင်းသူတစ်ပါးကိုဒုက္ခပေးခြင်းစတဲ့မကောင်းမှုတွေကိုရှောင်ကျဉ်ခြင်းခဲ့တယ်။ဒါကြောင့်သူဟာကြိုးတွေနဲ့မိနေတဲ့ကြားကပဲငြိမ်သက်စွာရပ်တည်နေခဲ့တယ်။ဆင်ပန်းသမားဆင်မင်းငြိမ်နေတာကိုမြင်တော့အံ့ဩသွားပြီးဆင်မင်းစီကိုတဖြည်းဖြည်းချင်းကပ်လာတယ်။အနားရောက်တော့မှဆင်မင်းရဲ့ကြီးမားတဲ့ကိုယ်လုံးနဲ့တီလာမြဲမှုကိုမြင်ပြီးကြောက်ရွံ့စိတ်နဲ့အတူလေးစားစိတ်တွေပေါ်ပေါက်လာခဲ့တယ်။သူဟာဆင်မင်းကိုမေးလိုက်တယ်။ဆင်မင်းခမည်းမှာဒီလောက်ခွန်အားကြီးမားတာတော့ဘာလို့ဒီကြိုးတွေကိုမဖြတ်တာလဲလို့ဥပောတထဆင်မင်းကငါဟာဒီကနေ့ဥပုပ်ဆောင်နေတယ်ငါမှခွန်အားရှိပေမဲ့တီလာကိုဆောင်ထိန်တဲ့အတွက်ဒီကြိုးတွေကိုမဖြတ်ဘူးငါမကောင်းမှုမလုပ်ချင်ဘူးလို့ပြန်ဖြေတယ်ဆင်ဖန်းသမားဆင်မင်းရဲ့စကားကိုကြားပြီးအလွန်အံ့ဩသွားပြီးစိတ်ထဲမှာနောင်တရသွားတယ်သူဟာဆင်မင်းကိုလွတ်ပေးဖို့ဆုံးဖြတ်လိုက်ပြီးကျွန်တော်မျိုးရဲ့မှားယွင်းမှုကိုခွင့်လွှတ်တော်မူပါဆင်မင်းကျွန်တော်မျိုးဒီကြိုးတွေကိုချက်ချင်းဖြေပေးပါမယ်လို့ပြောပြီးကြိုးတွေကိုဖြေပေးလိုက်တယ်ကျိုးတွေပြေးသွားတဲ့အခါဥပောတထဆင်မင်းဟာတောထဲကိုပြန်ဝင်သွားခဲ့ပြီးဆင်ဖန်းသမားဟာလည်းဆင်မင်းရဲ့တီလာမြဲမှုကိုမြင်ပြီးနောက်ပိုင်းမကောင်းမှုတွေကိုရှောင်ရှားကကောင်းမှုတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုကြပါတယ်ဒီပုံမြင်လေးဟာတီလာဆောင်ထိန်ခြင်းရဲ့တန်ဖိုးကိုဖော်ပြထားပါတယ်ခွန်အားကြီးမားတဲ့ဥပောတထဆင်မင်းဟာရုပ်ပိုင်းဆိုင်ရာခွန်အားတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်တဲ့တီလာကိုပို့ပြီးတန်ဖိုးထားတာကိုပြသနေပါတယ်ဒါအပြင်မှန်ကန်တဲ့စိတ်ထားနဲ့ပြုမှုမယ်ဆိုရင်မကောင်းမှုပြုလုပ်သူကိုတောင်မှကောင်းသောလမ်းကိုရောက်အောင်ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့သဘောတရားကိုလည်းဖော်ပြပေးထားပါတယ်